အားလုံးပဲမင်္ဂလာပါရှင်။တာယာပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျမကတော့ကျမကိုယ်တိုင်ကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေလှပရေးရာနဲ့အခြားသောပကုသုတဖြစ်ပေါ်အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့သူဖြစ်ပါတယ်။အခုဒီနေ့လေးကတော့ကျမစာအုပ်ကလေးဖတ်ပြပေးမှာဖြစ်ပါရဲ့ရှင်။အခုတစ်ခါဖတ်ပြမယ့်စာအုပ်ကလေးကတော့ဆရာကြီးဖေမင်းရဲ့နှလုံးသားအာဟာရပြသစာများစာအုပ်ကလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမဖတ်ပြနေတဲ့ဒီပုံစံတိုင်းလေးပဲပေါ့နော်အခန်းတစ်ခန်းချင်းစီလေးတွေကိုတဖြည်းဖြည်းချင်းစီဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်တစ်ကောင်လေးနဲ့ခွေးလေးစတိုးဆိုင်ပိုင်ရှင်ကဆိုင်တကားဝမှာဆိုင်းဘုတ်အသစ်တစ်ခုထပ်ချိတ်သည်ခွေးပေါက်ကလေးများရောင်းရန်ရှိသည်တဲ့ဒီကြော်ညာမျိုးကိုကလေးတွေအလွန်စိတ်ဝင်စားသည်သူတို့ကခွေးချစ်တတ်သူများမဟုတ်လားခဏအကြာမှာပင်ကလေးတစ်ယောက်စိုက်ပေါက်ဝသို့ရောက်လာသည်ခွေးလေးတစ်ကောင်ဘလောက်ရောင်းတလဲခမညာသူကမေးသည်ဒေါ်လာ30ကနေ50အထိဈေးမျိုးရှိရဲ့ဆိုင်ရှင်ကဖြေသည်ကောင်လေးကသူ့အိတ်ထဲမှာရှိသည့်ပတ်စံအကျွေတွေနှိုက်ထုတ်သည်ကျွန်တော်မှာဘာလာနဲ့39ဆင်းရှိပါတယ်ခွေးလေးတွေကျွန်တော်ကြည့်လို့ရမလားခမညာဆိုင်ရှင်ကပြုံးသည်ထို့နောက်ခွေးအိမ်လေးထဲမှာရှိနေသည့်ခွေးမကြီးကိုလေချုံပြီးခေါ်လိုက်သည်ခွေးမကြီးဆိုင်ကန်းထဲပြေးဝင်လာတော့သူ့နောက်ကခွေးပေါက်ကလေး9ကောင်တန်းစီ၍လိုက်ပါလာသည်ပစ္စည်းကွေးလေးတွေအမွေးကတိတ်ရှည်တော့တကိုယ်လုံးအမွေးတွေဖုံးကလုံးနေသည်အဲ့ဒီအထဲမှတကောင်ကဟိုးနောက်မှပြက်ကြံခဲ့သည်သူကထော်တီထော်နဲ့လမ်းမလျှောက်တတ်တယ်လို့ကောင်လေးကဒီဟာလေးမြင်တော့ချက်ချင်းစိတ်ဝင်စားသွားသည်ဒီခွေးလေးကဘာဖြစ်တာလဲခွေးလေးမှာမွေးကလေးကတင်ပစုံအယိုးခွက်ပါမလာသဖြင့်တသက်လုံးခြေထောနဲ့ဖြစ်နေပြီဟုတရိတ်ဆန်ဆေးခုစီယာဝင်ကပြောဆိုသည့်အကြောင်းဆိုင်ရှင်ကရှင်းပြသည်ကောင်လေးပို၍စိတ်ဝင်စားသွားသည်ဒီခွေးလေးကျွန်တော်ဝယ်ချင်တယ်ဗျာသူကဆိုသည်ဟာမဝယ်ပါနဲ့ကွာနည်းနည်းရလူချင်းငါပေးပါမယ်ဒီစကားကြတော့ကောင်လေးမျက်နှာပြက်သွားရသည်သူကမကျေနပ်သည့်အမွေအရာမျိုးနှင့်ဆိုင်ရှင်ကြီးကိုမော့ကြည့်ပြီးပြန်ပြောသည်အလကားပြရကျွန်တော်မလို့ချင်ဘူးခင်ဗျဒီခွေးလေးလည်းကြံတဲ့ခွေးလေးနဲ့ဒန်းတူတက်ဖို့ရှိရပဲကြပြားသားမှမလျှော့ပါဘူးကျွန်တော်တန်ဖို့အဖြစ်ပေးမယ်ဒါပေမဲ့ကျွန်တော်မှာလောလောဆယ်ရော$2နဲ့39ဆင့်ပဲပါရဲ့အခုအဲ့ဒါယူထားပါနောက်ကိုတစ်လ50စီကြည်တဲ့အထိကျွန်တော်ဆက်ပေးပါမယ်သို့တော့စတိုးဆိုင်ရှင်ကအလျှော့မပေးမွေပါနဲ့ကလေးကနောက်ကြတော့မင်းစိတ်ပြတ်သွားလိမ့်မယ်ဒီခွေးလေးကကေးနိုင်လွှမ်းနိုင်မှာမဟုတ်ဘူးမင်းနဲ့ခုံခုကစားနိုင်မှာမဟုတ်ဘူးကဒီအခါကျတော့မှကောင်လေးကဆိုင်ရှင်ကြီးကိုမို့ကြည့်ကသူ့ပေါင်းမီအောက်နားစားကိုလှန်၍ပြရင်လေးတန်တိုးတိုးနဲ့ပြောသည်ကျွန်တော်လည်းကောင်းကောင်းမပြေးနိုင်လားဘူးဗျာ။ပါပီလေးခမများမှာသူ့ကိုချင်းစာမဲ့လူတယောက်တော့ရှိဖို့လို့မှာပြီးတော့သူကောင်လေးဘေးခြေထောက်ကလေးကအတော်ဆိုးဆိုးဝါးဝါးပင်တိမ်နေကောက်နေကလမ်းလျှောက်နိုင်ရင်အတွက်တတ်ထုချက်တံများဖြင့်အားဖြည့်ပေးထားရလေသည်ဒါလေးကတော့ဆရာကြီးပြင်းရဲ့စာအုပ်ကလေးတွေအနှောင်းသားအာဟာရစာအုပ်ထဲမှာအပိုင်း1ကလေးဖြစ်ပါတယ်ရှင်ဒီအပိုင်း1လေးကိုဖတ်ပြီးတော့နားဆင်ပြီးတော့ပေါ့နော်ကျွန်မခန်းစားရတဲ့ဒီခန်းစားချက်ကလေးကတော့ကိုချင်းစာတရားလေးထားဖို့ပဲပေါ့နော်ကိုချင်းစာတရားထားနိုင်ပြီဆိုလို့ရှိရင်ကိုနဲ့ကိုဖြစ်နေတယ်လို့တခြားသူလည်းပေါ့နော်သူတို့ရဲ့စိတ်ထားစိတ်ရခံစားချက်လေးကိုချင်းစာနိုင်မယ်ဆိုရင်ကျမတို့တွေကလောကကြီးကိုမေတ္တာနဲ့အလှဆင်သွားနိုင်မယ်လို့ယုံကြည်ပါတယ်တဦးနဲ့တဦးကလည်းကျမတို့တွေကတွေ့ရတာတွေ့ကြုံရတာဆုံရတာဟာခဏတာလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့မေတ္တာလေးထားကိုချင်းစာတရားလေးထားနိုင်မယ်ဆိုရင်ကျမတို့တွေကပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်ဒီကိုယ့်ရဲ့ဒီရှိနေတဲ့တက်တန်းလေးမှာကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့နေနိုင်သွားနိုင်မယ်လို့ကျမကတော့ယုံကြည်ပါရဲ့ရှင်ဒီစာအုပ်ကလေးရဲ့အခန်း1ကိုဖတ်ပြီးသွားပြီးနားဆင်ပြီးသွားတဲ့အချိန်မှာလည်းအားလုံးတော့ကျမနဲ့အတူတူခံစားရနိုင်မယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းblogတွေမှာလည်းကျမကဘယ်လိုမျိုးစိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေဘယ်လိုမျိုးစာအုပ်ကလေးတွေဖတ်ပြပေးအောင်မယ်ဆိုတာလေးတွေကိုလည်းစောင့်မျှော်ပေးပါအောင်ရှင်။ပါရပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်ကြပါ